ဖျားခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ကတော့ကောလောသဲခန်းကြီး3ငယ်8မှာယခုမူကားထုံမှုအလုံးစုံတို့ကို၎င်းအမျက်ထွက်ခြင်းစိတ်ဆိုးခြင်းမနာလိုခြင်းသူတည်ပြအောင်ပြောဆိုခြင်းညဉ့်ညူသောစကားသုံးခြင်းတို့ကိုတင်လုံးနှုတ်မှပယ်ရှားကြလော့ဒီထဲမှာအမျက်ထွက်ခြင်းရှိတယ်စိတ်ဆိုးခြင်းမနာလိုခြင်းသူတည်ပြအောင်ပြောဆိုခြင်းညဉ့်ညူသောစကားသုံးခြင်းဆိုတဲ့9ခုဖော်ပြဒါပေမဲ့ကျွန်တော်ကဒီနေ့သူတည်ပြအောင်ပြောဆိုခြင်းဆိုတဲ့အရာလေးကိုအဓိကဆင်ခြင်ကြရအောင်သူအတည်ပြအောင်ပြောဆိုခြင်းကိုတော့တမန်ကျမ်းစာမှာလူဟောင်းရဲ့အကျင့်လို့သုံးထားတယ်အချင်းချင်းမှုသောစကားကိုမသုံးကြနဲ့အကြောင်းမူကားတင်လို့ဒီလူဟောင်းရဲ့အကျင့်တို့နဲ့လူဟောင်းဤကိုချွတ်ပယ်၍နော်လူဟောင်းရဲ့အသက်ရှင်ခြင်းလို့ခေါ်တယ်ဒါကြောင့်မို့သူ့အတည်ပြအောင်ပြောဆိုခြင်းဟာလူဟောင်းရဲ့အကျင့်လို့ကောလောသဲအခန်းကြီး3နဲ့9မှာတော့ဖော်ပြတယ်လူဟောင်းဆိုတာဘာလဲဆိုတော့မယုံကြည်သူအသက်တာမပြောင်းလဲခင်အသက်တာကိုလူဟောင်းလို့ခေါ်တယ်နော်ဒါကြောင့်မို့သူ့အတည်ပြအောင်ပြောဆိုခြင်းဟာလူဟောင်းရဲ့အသက်တာဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့ဘဝမှာကျွန်တော်စကားပြောတဲ့အခါမှာသူတစ်ပါးရဲ့အတည်ပြအောင်ပြောဆိုခြင်းဟာမပြောင်းလဲသေးတဲ့လူဟောင်းရဲ့အသက်တာမယုံကြည်သူတယောက်ရဲ့အသက်တာလို့ကျမ်းစာကဖော်ပြတယ်။နောက်ကျွန်တော်ကသူ့အတည်ပြအောင်မပြောဖို့လိုအပ်တယ်။ကျွန်တော်တို့တွေကဘသူရဲ့အတည်ကိုပြအောင်ပြောနေကြတယ်။တခါလေကြာရင်ကိုမွေးထားတဲ့မိဘရဲ့အတည်ပြအောင်တခါလေကြာရင်ကိုတွန်တင်တဲ့တင်းဦးဆရာသူ့ရဲ့အတည်ကိုပြအောင်တခါလေကြာရင်ကျွန်တော်ချစ်လာပါတယ်ခင်လာပါတယ်လို့ပြောတဲ့မိတ်ဆွေတွေရဲ့အတည်ကိုပြအောင်ပြောနေတဲ့သူတွေဖြစ်တယ်။စဉ်းစားကြည့်ပါကိုတကယ်ချစ်တဲ့ကိုအတွက်ဖျားပြင်ဆင်ပေးတဲ့လူတွေရဲ့အတည်ကိုပြအောင်ပြောနေတဲ့သူကကိုပဲလားဒါဟာတကယ်ကိုစိတ်ကောင်းစရာကောင်းတဲ့မိုက်မဲတဲ့လုပ်ရတစ်ခုဖြစ်ပါပညာမဲ့တဲ့လုပ်ရတစ်ခုလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအမြဲတမ်းကျွန်တော်ရဲ့နှုတ်ကနေသူတို့ဘာရဲ့အတည်ပြအောင်ပြောနေတာကိုအပြစ်ရှိတယ်လို့မခံစားလာရတော့ဘူးဆိုရင်အဲ့ဒီလူရဲ့ဝိညာဉ်ရေးရာနဲ့အသက်ရှင်ခြင်းအင်မတန်မှကြောက်စရာကောင်းပါတယ်ဆိုတော့ကျွန်တော်သိဖို့လိုအပ်တယ်ဒါကြောင့်မို့အသေးပြောင်းဘာကြောင့်ပြောတာလဲမနာလူချင်းမုန်းတီးချင်းညူစုချင်းလည်းကြောင့်လည်းဖြစ်နိုင်တယ်လို့ကိုယ့်ရဲ့အထဲမှာပညာမရှိသောကြောင့်ဖြစ်နိုင်တယ်ဝိညာဉ်ကြီးကအင်မတန်မှကျဆင်းနေတဲ့လုပ်ရတစ်ခုလည်းဖြစ်နိုင်တယ်ဖြစ်တယ်ဆိုတာကိုသိရှိစေချင်တယ်သူရဲ့အသေးကိုပြောင်းပြောတယ်သူတကယ်မကောင်းလို့မကောင်းတာကိုပြောတာသူဟာကောင်းနေရဲ့သားနဲ့မကောင်းပါဘူးလို့သူများတွေမြင်စေချင်တဲ့စိတ်နဲ့ပြောတာဒီနှစ်ခုရှိတယ်ဆိုသူမကောင်းလို့မကောင်းဘူးပြောတာကသူ့ရဲ့မကောင်းတဲ့အရာကိုလူတွေကိုပိုသိသွားစေတယ်ကိုကြောင့်သူကမကောင်းတဲ့လူတယောက်ပါလို့ကိုကလူတွေကိုအများကြီးသိအောင်လုပ်တာကတနည်းအားဖြင့်သူမကောင်းတာမှန်ပဲသူ့ကိုမုန်းတဲ့စိတ်ဖြစ်နေတာဖြစ်တယ်အဲ့ဒါပြန်စဉ်းစားဖို့လိုတယ်တော့ချစ်ချင်းနဲ့တာသေးတယ်ခက်သိမ်းသောအရာတွေကိုဖုံးတဲ့သူရဲ့မကောင်းတဲ့အရာကိုလက်ခံတာမဟုတ်ဘူးမကောင်းတဲ့အရာပေါ်ရှိတော်ညာလဲသူ့ကိုချစ်ပြီးတော့မှပြောင်းလဲလာဖို့သူအဲ့ဒီကနေကျေးဇူးခံစားရဖို့အဲ့ဒီကနေသူလွတ်မြောက်လာဖို့နှလုံးသားရှိတဲ့သူဟာသူမကောင်းတဲ့အရာလိုက်ပြောပြီးတော့မှအဲ့ဒီလူကိုအတည်ဖြတ်နေမယ်လို့ကိုလုံးမှာမဟုတ်ဒါကိုလည်းသိရှိစေချင်တယ်နောက်တစ်ခုကတော့သူကကောင်းသောသူတယောက်ဖြစ်တယ်ဒါပေမဲ့ကိုကသူ့ကိုမကောင်းတာပြောလိုက်တယ်ပြောလိုက်တဲ့အခါမှာသူ့ရဲ့အသက်ရှင်တဲ့အခါမှာနောက်ဆက်ခြင်းခံစားရတယ်ကိုသူ့ကိုမကောင်းတာတွေအများကြီးပြောလိုက်တဲ့အတွက်ကြောင့်သူ့ရဲ့ပေါင်းဖော်မှုတွေသူ့ရဲ့အလုံးလုံးမှုတွေမှာလူတွေညှဉ်းညင်မှုတွေမုန်းတီးမှုတွေခံစားနေရတစ်ချိန်မှာဆိုမိတ်ဆွေတယောက်ကအိမ်ကိုလာလေတော့ကျွန်တော်သူ့ရဲ့အကြောင်းကိုမကောင်းတာကြားထားတော့သူ့ကိုတတိထားပြီးဆက်ဆံတဲ့နေရာမပေးရဘူးသူ့ကိုစကားပြောတဲ့အခါမှာတော့ကျွန်တော်ကနှိတ်ချတဲ့စကားလုံးတွေနဲ့ဖိနှိပ်တဲ့စကားလုံးတွေသုံးပြီးစကားပြောဖြစ်တယ်နောက်တော့မှကျွန်တော်စိတ်မကောင်းငါဘာလို့အဲ့လောက်ပညာမဲ့ရတာလဲငါလူတယောက်ပြောတဲ့စကားကြောင့်ဒီလူကိုငါဘာလို့ဒီလိုဆက်ဆံမိတာလဲဆိုပြီးတော့မှသူ့ပေါ်မှာကျွန်တော်မှားရင်းသွားမိတယ်ဒီလိုပဲကျွန်တော်ရဲ့ဘဝအသက်တာထဲမှာလူတယောက်ကိုကျွန်တော်မကောင်းပြောလိုက်တဲ့အခါမှာအဲ့ဒီလူကိုကျွန်တော်မကောင်းပြောတော့ကြားလိုက်တဲ့အချိန်နဲ့ငယ်တော်တွေမှာကြားလိုက်တဲ့သူကအဲ့ဒီလူကိုမကောင်းတဲ့အမြင်တွေမကောင်းတဲ့ပုံစံတွေနဲ့ဆက်ဆံလာပြီးနှောက်ယှက်လာနိုင်တယ်ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲစဉ်းစားကြည့်ပါသူရဲ့အသက်ရှင်မှုအားလုံးမှာအဖွဲ့အစည်းမှာဆိုလည်းနေရာမပေးချင်တော့ဘူးအလုံငန်းမှာဆိုလည်းအတူတူမျိုးညှို့ညင်လာအဲ့ဒီຢာအားမှာအဲ့ဒီကဘာကြောင့်နောက်ဆက်ခံနေရမှမသိဘူးကျွန်တော်ရဲ့စကားတခွန်းကြောင့်ပဲဖြစ်နိုင်တယ်ကျွန်တော်ရဲ့သူအသေးပြောင်းပြောလိုက်တဲ့အရာကြောင့်ဖြစ်နိုင်တယ်အဲဒါမှကျမ်းစာမှာမှားရင်းစရာအကြောင်းရှိတယ်မှားရင်းစရာအကြောင်းကိုဖြစ်စေတော်သူတွေအာသားရဲ့အမင်္ဂလာရှိတယ်
အားကြောင့်မို့လူတယောက်ကိုမကောင်းတာအမြဲတမ်းမြင်ဖို့ဒုက္ခရောက်နေဖို့ညူစုခံနေရဖို့သူ့ကိုသူများရဲ့အထင်သေးဖို့အတွက်ကျွန်တော်ရဲ့စကားကလူတယောက်ပေါ်မှာအဲ့လောက်ထိနှောက်ယှက်ညှင်းဆဲခြင်းကိုကြုံစေတာဟာသူ့တည်ပြောင်းပြောဆိုခြင်းပဲဖြစ်တယ်။အားကြောင့်ယုံကြည်သူရဲ့အတ္တတာမှာဘုရားသခင်ကသူတို့ဘာကိုချစ်ဖို့ကျေးဇူးပြုဖို့အတွက်ကျွန်တော်တို့ခေါ်ထားတာဖြစ်တယ်။ကျွန်တော်တို့ကလူတယောက်ဘဝကိုနှောက်ယှက်ပြီးတော့မှဖြစ်စီဖို့အတွက်ဘုရားသခင်ကျွန်တော်တို့ကိုခေါ်ထားခြင်းမဟုတ်အဲ့ဒါဘုရားသားသမီးတယောက်ရဲ့အသက်ရှင်ခြင်းမဟုတ်ဘူးလို့လည်းကျမ်းစာမှာဖော်ပြတယ်။ခါကျရင်ကျွန်တော်ကလေခီးသွားတဲ့အတွေ့အကြုံတွေအဖြစ်အပျက်တွေပြောရင်မိသားစုအကြောင်းတွေပြောရင်အသင်းတော်လုပ်ငန်းအကြောင်းတွေပြောရင်အဲ့ဒီမှာသူများရဲ့အသေးပြတ်သွားမယ့်အကြောင်းအရာတွေအများကြီးပါနေတယ်ဆိုရင်စဉ်းစားပါသင်ရဲ့နှုတ်ကိုချုပ်တီးပါအဲ့ဒါထပ်ပူဆိုးတာတွေကကိုနဲ့အိမ်မတန်မှခင်ပြီးမိသားရဖွဲ့ပြီးနေနေတဲ့အချိန်မှာပင်လည်းပဲအချင်းထသွားရင်ပဲနော်ဒီလူကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုမှပြောကြတဲ့အခါမှာကျွန်တော်ရဲ့ဘဝမလုံခြုံတော့ကျွန်တော်အတိုင်းဝိုင်းကလုံခြုံမှုမရှိတော့အဲ့ဒီလိုခံစားလာရစေတယ်ဒါဘလောက်ဒီဝိညာဉ်ရကြဆင်းခြင်းလက္ခဏာလေလို့ကျွန်တော်သိသိသေးခြင်းတရားထက်ပိုဆိုတာကကျွန်တော်တို့ကပလင်ပေါ်မှာတော့မှသူ့အသေးပြအောင်ပြောတာတွေအများကြီးကျွန်တော်တို့တွေ့နေရတယ်ဆိုတော့အပြစ်ကိုဖော်ပြခြင်းဆိုတော့ကျမ်းစာမှာရှိပါတယ်ဒါပေမဲ့သူ့အသေးပြအောင်ပြောတာနဲ့အပြစ်ကိုဖော်ပြတာနဲ့မတူပါဘူးအင်မတန်မှခြားနာပါတယ်တေချာလေ့လာမယ်ဆိုရင်သိနိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ဘဝအသက်တာထဲမှာဖျားသားတဲ့အသက်ရှင်ခြင်းမဟုတ်တဲ့သူ့အသေးပြအောင်ပြောဆိုခြင်းကိုကျွန်တော်အသက်တာမှာပယ်ရှင်းဖို့ရန်အတွက်လိုအပ်တယ်အဲ့ဒါကအင်မတန်မှညှဉ်းညူးတဲ့လုပ်ရဲ့အဲ့ဒါကအင်မတန်မှမိုက်မဲတဲ့လုပ်ရဲ့အဲ့ဒါကအင်မတန်မှကျွန်တော်ရဲ့ဘဝအသက်တာကိုအမင်္ဂလာဖြစ်စေတဲ့အရာဖြစ်တယ်နော်အဲ့ဒါကျွန်တော်ရဲ့မိဘကျွန်တော်တငယ်ချင်းကျွန်တော်ညီကိုမောင်မတခုခုတက်တည်ခံနေရင်းနဲ့သူများအသေးအများကြီးဖြစ်သွားစေနိုင်တဲ့အရာရှိတယ်သင်ကအကြောင်းအရာတစ်ခုပြောပြရင်အဲ့အကြောင်းအရာတွေမှာအခြားသောသူရဲ့အသေးပြတ်သွားခြင်းအရာတွေအများကြီးဖြစ်နိုင်တယ်ဒါတွေကိုဆင်ခြင်ပြီးတော့မှပြောပါဆုတောင်းပါဖျားခင်ရှင်မှာဉာဏ်ပညာတောင်းခံပါအသက်ရှင်ခြင်းနဲ့မှာမှန်ကန်သောအသက်ရှင်ခြင်းမင်္ဂလာရှိသောအသက်ရှင်ခြင်းဖြောင့်မတ်သောအသက်ရှင်ခြင်းဘုရားသခင်နှစ်သက်သောအသက်ရှင်ခြင်းအစစကားပြောခြင်းမှာအများကြီးအခြေပြုထားတယ်သင်ရဲ့နှုတ်ကိုချုပ်တီးပါစကားမပြောခင်ဆင်ခြင်ပါသင်ရဲ့နှုတ်ဒီဘုရားသခင်ရှင်မှာမင်္ဂလာဖြစ်ဖို့ရန်အတွက်သင်ရဲ့နှုတ်ဒီဘုရားခင်ရှင်မှာတင့်တယ်ဖို့ရန်အတွက်သင်ရဲ့စကားပြောခြင်းနဲ့သင်ရဲ့တက်တာမှာကောင်းခြင်းဖြစ်ဖို့ရန်အတွက်အချက်အများကြီးတွေကနေသူ့အသေးပြအောင်ပြောဆိုခြင်းဆိုတဲ့အရာသတိထားပါအမြတ်တာနဲ့ဝင်ရတယ်ဘုရားသခင်ကောင်းကြီးပေးပါစေ